ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကူမရဲ့အားလုံးကိုဝေးထွေးစွာပြင်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကူမရဲ့အားလုံးပဲဒီညနေခင်းမှာတော့3:30ဆိုတဲ့ခဏတစ်ခွက်နဲ့ပြီးသွားခဲ့ပြီကဲကျွန်တော်မိတ်ဆွေကူမရဲ့အားလုံးပဲမနှက်ဖြန်းကိုကျွန်တော်ကိုယ်အားလုံးပဲထီထီမီနဲ့ကစားခြင်းနဲ့ထီထီမီနဲ့ပုတ်ခြင်းနဲ့ကူမရဲ့အားလုံးပဲကိုရှိုင်းရဲ့ video လေးကိုအစားအဆုံးလေးနားထောင်မယ်အစားအဆုံးလေးကြည့်ရှုမယ်နော်ကဲ channel ကို subscribe မလုပ်ရသေးတဲ့ကိုမကြီးပိုင်း subscribe လေးတော့ရှင်းနေမယ် subscribe နေပြီးသားလူဟောင်းကိုမကြီးပိုင်းလည်း2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှဝေပေးပါเนาะကျွန်တော်ကိုမကြီးအားလုံးပဲเนาะမနေ့ပြန်ကြာတာရင်းနေ7နာရီ10မိနစ်ဈေးတော့ကိုအဓိကထားပြီးထိုးရမယ်မင်းရောက်ွက်တွေရောเนาะတကွက်ကောင်းနှစ်ကောင်းတွေကိုလာရောက်တင်ပေးတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะကဲကျွန်တော်မိတ်ဆွေကိုမကြီးအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးလို့ပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုဆုမကောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲเนาะဒီညနေခင်းမှာတော့ကျွန်တော်ကိုမရဲ့အားလုံးပဲ1833ကြီးတွဲခွေနဲ့လုံးဝအဆင်ပြေတယ်เนาะ1833ကြီးတဲ့ဝင်နေကျွန်တော်ကိုမရဲ့အားလုံးပဲအဆင်ပြေသွားပြီเนาะရတယ်ပေါက်တယ်ဆိုတဲ့ကိုမရဲ့အားလုံးပဲကျွန်တော် comment မှာတစ်ချက်လောက်မှန်ပေးပါเนาะလူသစ်ကိုမများကလည်းเนาะမင်္ဂလာရှိအောင်လို့ comment မှာတယောက်တစ်ကြောင်မင်္ဂလာပါလို့ဝင်ရေးခဲ့ပါဦးကျွန်တော်ကိုမရဲ့အားလုံးပဲเนาะဒီကြာတာပေးတောက်ကြမှာကျွန်တော်ကိုမရဲ့အားလုံးပဲ share ပေါက်ရှင်နဲ့ share ရခြင်းနဲ့ကိုမရဲ့အားလုံးပဲဒီဗီဒီယိုဖိုင်လေးရာကြည့်တဲ့ကြည့်ထိုက်တွေကျွန်တော်ကိုမရဲ့အားလုံးပဲအစားအဆုံးလေးနားထောင်မယ်เนาะ5-6မိနစ်ပဲလွှင့်မှာမလို့ကျွန်တော်ကိုမရဲ့အားလုံးပဲအစားအဆုံးလေးနားထောင်မယ်ဗျာမိတ်ဆွေကိုမရဲ့အားလုံးပဲเนาะကဲမနေ့ပြန်မှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းပြောပါဆိုရင်ခွန်နဲ့ဝမ်းချင်းပါเนาะခွန်ပါတော့ကနေနှစ်ပါတော့ကနေကိုဦးစားပေးပြီးတော့ like ကစားမယ် like ထိုးမယ်ကျွန်တော်ကမှရအားလုံးပဲเนาะမနေ့ပြန်တောက်ကြကြာတာရင်းနေ sorry နော်ကြာတာရင်းနေ7နာရီ10မိနစ်စီတော့ကိုကျွန်တော်ကမှရအားလုံးပဲထီထီမီနဲ့ share မထုတ်ပိုက်ရမယ်ဗျာကဲအဲ့ဒါကြောင့်မိတ်ဆွေကမှရအားလုံးပဲလက်မမနှိုက်ရသေးကိုမိုက်ပါရင်လက်မလေးနှိပ်မယ်ဗျာလက်မလေးရာကျွန်တော်ကမှရအားလုံးပဲတော်ချက်တော့နှိပ်ပြီးထားခဲ့เนาะကဲဒါဆိုရင်မိတ်ဆွေကမှရအားလုံးပဲခွန်နဲ့ပတ်သက်ရင်ကျွန်တော်အကွက်လေးရွေးချက်ထားတယ်နဲ့ပတ်သက်ရင်လည်းရွေးချက်ထားတယ်အကြိုက်တူတွေဝါနာတူရဲ့ကိုမိုက်အားလုံးပဲ like ကစားမယ် like ထိုးမယ်เนาะဒီကြာတာပေးကိုလည်းเนาะကြာတာပေးတောက်ကြအဲ့နှစ်ရက်ကိုလည်းလက်ဆောင်ပတ်တီးလိုချင်တဲ့ကိုမိုက်အားလုံးရောရှေ့တစ်ပတ်တဲ့အဖို့ဝင်မဲ့ကိုမိုက်အားလုံးရောဒီဗီဒီယိုလေးကိုအစားဆုံးလေးနားထောင်မယ်အစားဆုံးလေးကြည့်ရှုမယ်เนาะကဲဒါဆိုရင်ကျွန်တော်တို့ခွန်နဲ့ပတ်သက်ရင်အဓိကတစ်ခုရမယ့်ကဏ္ဍလေးခေါ်ပေးမယ်เนาะကဲခွန်နဲ့ပတ်သက်ရင်အဓိကတစ်ခုရမယ့်ကဏ္ဍလေးရာခွန်ရှိခွန်6ခွန်9ခွန်4ခွန်1เนาะတေချာလေးမှတ်မယ်တေချာလေးနားထောင်မယ်เนาะခွန်နဲ့ပတ်သက်ရင်ခွန်ရှိခွန်6ခွန်9ခွန်4ခွန်1เนาะခွန်ရှိခွန်6ခွန်9ခွန်4ခွန်1เนาะခွန်နဲ့ပတ်သက်ရင်အဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်เนาะဒီညနေမှာကြီးခွေနဲ့အစင်ပြေတဲ့ကိုမရအားလုံးပဲကျွန်တော်ပေါက်ကြီးလေးတောက်ချက်မှတ်မယ်เนาะကျွန်တော်ကိုမရအားလုံးပဲလူသစ်ကိုမများကလည်းမင်္ဂလာရှိအောင်လို့ comment မှာတယောက်တစ်ကြောင်မင်္ဂလာပါလို့ဝင်ရင်းခဲ့ပါเนาะဒီကြာတော်ရင်းနေ7နိုင်10မိနစ်စီတော့ကိုငါ့ကိုငါမရအားလုံးပဲအစင်ပြေခြင်းနဲ့ရခြင်းနဲ့ပေါက်စိတ်ခြင်းနဲ့စိတ်စနာတစ်ခုနဲ့လာရောက်တင်ပေးတာเนาะအဲ့ဒါကြောင့်လက်မမနေရသေးလက်မနိုင်မယ် channel ကို subscribe မနေရသေးလည်း subscribe လေးတောက်ချက်နေမယ်เนาะကဲဒါဆိုရင်မိတ်ဆွေကိုမရအားလုံးပဲခွန်းနဲ့ပတ်သက်ရင်ခွန်8ခွန်6ခွန်9ခွန်4ခွန်1เนาะကဲနှစ်နဲ့ပတ်သက်ရင်အဓိကထိုးရမယ့်ကဏ္ဍလေးခေါ်ပေးမယ်နှစ်နဲ့ပတ်သက်ရင်အဓိက like စော့တဲ့ကဏ္ဍလေးခေါ်ပေးမယ်တေချာလေးနားထောင်မယ်เนาะစောင်းရင်းနဲ့ဘောပင်ရှိရဲ့ကိုမကြီးစောင်းရင်းနဲ့ဘောပင်နဲ့မှတ်မယ်စောင်းရင်းနဲ့ဘောပင်အနားမရှိရဲ့ကိုမကြီး comment မှာရေးမှတ်ပေးပါเนาะကဲမိတ်ဆွေကိုမကြီးအားလုံးပဲဒီကြာတာပေးတောက်ကြမှာကျွန်တော်ပေးတဲ့လက်ဆောင်ပတ်သီးနဲ့မရောတကွက်ကောင်းနေလူချင်းတဲ့ကိုမကြီးအားလုံးပဲเนาะ live လို့ရပြီရှေ့တစ်ပတ်အတွက်เนาะကျွန်တော်ကနန်းခေါ်ပြီးတော့ပြီးပြရှင်းပြမယ်ကျွန်တော်ကိုမကြီးအားလုံးပဲရှေ့တစ်ပတ်အတွက်တလင်းနာအင်ကာပို့ထပ်ဘူးအဲ့3ရက်ကိုဝင်ချင်လို့ရှိရင်ကျွန်တော်ကိုမကြီးအားလုံးပဲဒီကြာတာပေးတောက်ကြကိုလက်ဆောင်ပတ်သီးနဲ့လက်ဆောင်ကနန်းတစ်ခွဲရမယ်เนาะကဲရချင်တဲ့ပေါ့ရှင်တဲ့ကိုမကြီးအားလုံးပဲဆက်သွယ်လို့ရပြီဗျာเนาะကျွန်တော်ဘက်ကဒီတစ်ပတ်မှာကျွန်တော်ကိုမကြီးအားလုံးပဲเนาะ4ချိန်တီတီတော့အစင်မြောင်လုပ်ပေးထားခဲ့တယ်เนาะ6ချိန်ထွက်တာဗျာ4ချိန်ရထားတယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะ6ချိန်ထွက်တာ4ချိန်ရထားတယ်နဲလားเนาะကိုရှမ်းဘက်ကတော့အစွမ်းကုန်တော့စူးစမ်းပေးထားတယ်เนาะဒီကြာတာပေးတောက်ကြကိုလည်းထပ်ပြီးတော့အော်ဝက်ထက်ခံအောင်မှာကျွန်တော်ကိုမကြီးအားလုံးပဲเนาะကဲခွန်နဲ့ပတ်သက်ရင်ခွန်8ခွန်6ခွန်9ခွန်4เนาะနှစ်နဲ့ပတ်သက်ရင်2 8 2 3เนาะ2 8 2 3 2 5 2 9 2 1เนาะ2 8 2 3 2 5 2 9 2 1ခွန်နဲ့ပတ်သက်ရင်ခွန်8ခွန်6ခွန်9ခွန်4ခွန်1เนาะအဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်ကျွန်တော်ကိုမကြီးအားလုံးပဲเนาะဒါဆိုကျွန်တော်တို့ကီးခွေလေးဆုံးခေါ်မိမယ်ကီးခွေလေးเนาะဒီညနေမှာကီးခွေနဲ့အစင်ပြေသွားရင်တော့ကျွန်တော်ကိုမရလို့ပဲเนาะကီးခွေလေးကတော့83ည4ကိုကီးတွေးခွေပါเนาะ
8349ကီတွဲခွေပါ8349ကီတွဲခွေပါနော်ကဲစောင်းရင်းနဲ့ဘဝင်ရှိရကူမရစောင်းရင်းနဲ့ဘဝင်နဲ့မှတ်မယ်နော်စောင်းရင်းနဲ့ဘဝင်မရှိရကူမရကျွန်တော် comment မှာရေးမှတ်ပေးပါနော်ကဲမိတ်ဆွေကူမရအားလုံးပဲနော်ကျွန်တော်အရေးကြီးစကားတွေပြောကြရှိတယ်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်အခုကျွန်တော်ရှိမှာရှေ့တစ်ပတ်အတွက်နော်တေချာလေးနားထောင်မယ်နော်ရှေ့တစ်ပတ်အတွက်ကိုအဖွဲ့ဝင်မဲ့မိသားစုကူမရအားလုံးပဲဝင်လို့ရပြီနော်အဖွဲ့ဝင်ကြီးကတော့ပုံမှန်တိုင်းကျွန်တော်ကူမရအားလုံးပဲ1000ပါနော်မများပါဘူးကျွန်တော်ကိုယ်မရအောင်ပဲအဲ1000နဲ့မကတန်အောင်လုပ်ပြီးနေတာအပတ်တိုင်းလို့ကျွန်တော်ကိုယ်မရအောင်ပဲနော်ကျွန်တော်မကတော့ share လေးပဲလုပ်ပြီးနေကျွန်တော်ကိုယ်မရအောင်ပဲအသိဆုံးနော်ရှေ့တစ်ပတ်အတွက်တလင်းနာအင်္ဂါဗုဒ္ဓဘူးနော်တလင်းနာအင်္ဂါဗုဒ္ဓဘူးအဲ့3ရက်ကိုဇာတိုးပတ်သီးနဲ့မွေးကနေ2ခွက်ယူမယ်ဆိုရင်ကျွန်တော်ကိုယ်မရအောင်ပဲနော်ကျိုးဝင်မဲ့မိသားစုကိုယ်မရအောင်ပဲဒီကြာတာပေးတောက်ကြကိုကျွန်တော်လက်ဆောင်ပတ်သီးနဲ့လက်ဆောင်ခနဲ့တစ်ခွက်ပေးမယ်နော်တစ်ခွက်ဖြစ်ရင်လည်းဖြစ်မယ်2ခွက်ဖြစ်ရင်လည်းဖြစ်မယ်ဗျာကျွန်တော်ကိုယ်မရအောင်ပဲနော်လက်ဆောင်ပတ်သီးတစ်လုံးနဲ့ကျွန်တော်ခနဲ့2ခွက်ပေးမယ်နော်2ခွက်ဖြစ်ရင်လည်းဖြစ်မယ်တစ်ခွက်ဖြစ်ရင်လည်းဖြစ်မယ်နော်ဒီလက်ဆောင်ကိုဒီကြာတာပေးတောက်ကြပါရင်ကျွန်တော်ကိုယ်မရအောင်ပဲငွေထိုးပိုင်းအောင်လုပ်ပေးဦးမှာနော်ကျွန်တော်ကိုယ်မရအောင်ပဲနော်ကဲကိုကြီးလို့ဘလို့ဆက်သွယ်ရမလဲမိုင်းလို့ဘလို့ဆက်သွယ်ရမလဲမသိသေးတဲ့ကိုယ်မရအောင်ပဲနော်လူငေါင်းကိုမရသိပါတယ်အခုလူသိကမများဝင်ချင်တဲ့မိသားစုကိုမရအောင်ပဲနော်တေချာလေးနားထောင်မယ်နော်ဘလို့ဆက်သွယ်ရမလဲကိုမရမသိသေးတဲ့ကိုမရအောင်ပဲတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်ဒီကြာလာပေးတောက်ကြမှာကျွန်တော်ကိုမရအောင်ပဲရှေးကိုပေါက်ရမယ်ရှေးကိုရရမယ်နော်ကျွန်တော်ပေးတဲ့လက်ဆောင်ပတိကိုပတ်မယ်ကျန်တဲ့အကွက်တစ်ခွက်ပြည့်နေဖြစ်မယ်နှစ်ခွက်ပြည့်နေဖြစ်မယ်အဲ့ခနဲ့ကိုလည်းထိုးမယ်နော်ကျွန်တော်ကိုမရအောင်ပဲရှေးလုပ်ပြီးမယ်ကျွန်တော်ကိုမရအောင်ပဲနော်ကဲမုံရသေးတဲ့ကိုမရအောင်ပဲလောင်းဝင်ပေးပါလူဟောင်းကိုမရအောင်ရောအခုလူသစ်ကိုမရအောင်ရောကဲဘလို့ဆက်သွယ်ရမလဲနော်ဘလို့ဆက်သွယ်ရမလဲဆိုရင်နော်ဆက်သွယ်ရမယ့်နံပါတ်ကတော့ကျွန်တော်ကိုမရအောင်ပဲကျွန်တော်တစ်ခေါက်ပဲခေါ်ပေးမှမှလို့တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်ကဲခေါ်ပေးမယ်ကျွန်တော်ကိုမရအောင်ပဲစောင်းရင်းနဲ့ဘောင်းမရှိရကိုမရစောင်းရင်းနဲ့ဘောင်းမနဲ့ရေးမှတ်မယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့ဆက်သွယ်ရမယ့်နံပါတ်ကတော့ကျွန်တော်ကိုမရအောင်ပဲနော်တေချာလေးနားထောင်မယ်9ခွန်3လုံးနော်9ခွန်3လုံး33939နော်98ပါနော်ကဲမှတ်မိကြလားကျွန်တော်ကိုမရအောင်ပဲ9ခွန်3လုံးနော်33939 98ပါနော်ဓာတ်ရိုက်လေးဆက်ပါကျွန်တော်ကိုမရအောင်ပဲဓာတ်ရိုက်လေးဆက်ရင်ပိုကောင်းတယ်နော် Viber သုံးရင်တော့ပိုကောင်းတယ်ကျွန်တော်ကိုမရအောင်ပဲနော် Viber နေဆက်သွယ်လို့ရတယ် Viber နေလည်းပြေစာပို့ပြီးထားလို့ရတယ်နော်ကျွန်တော်ကိုမရအောင်ပဲနော်ဇာတိုးပတ်တီရောမွေးကနေကို2ကလို့စောင့်နိုင်မှာကျွန်တော်ရှိမှလာပြီးတော့ယူပေးပါနော်ကျွန်တော်ကိုမရအောင်ပဲရှေ့တစ်ပတ်တော့ကိုနော်ရှယ်ဖြုတ်ရှင်တဲ့မိသားစုကိုမရအောင်ပဲဒီကြာတာပေးတောက်ကြအောင်လေနော်အဖွဲ့ကြုံမယ်ဆိုရင်ဒီကြာပေးတောက်ကြတော့လက်ဆောင်ပတ်တီနဲ့လက်ဆောင်ကနေလည်းရမယ်နော်လက်ဆောင်ပတ်တီနဲ့လက်ဆောင်ကနေကလည်းတစ်ခွက်ဖြစ်နေဖြစ်မယ်နှစ်ခွက်ဖြစ်နေဖြစ်မယ်နော်ကျွန်တော်ကိုမရအောင်ပဲနော်ကြာတာပေးတောက်ကြမှာရင်ကျွန်တော်ကိုမရအားလုံးအတွက်ရှယ်ငွေထုတ်ပိုက်အောင်လုပ်ပေးမယ်ဗျာမိတ်ဆွေကိုမရအားလုံးပဲနော်ရှေ့တစ်ပတ်တော့ကိုလည်းဝင်မိသားဖြစ်တယ်နော်ရှေ့တစ်ပတ်ကိုလည်းဝင်ထွက်လက်စရာမလိုတော့ဘူးကျွန်တော်ကိုမရအောင်ပဲရှေ့တစ်ပတ်တော့ကိုလည်းဝင်မိသားဖြစ်တယ်နော်ကဲမိတ်ဆွေကိုမရအောင်ပဲနော်ဓာတ်ရိုက်လေးဆက်သက်လို့ရပြီဗျာကျွန်တော်ဘက်ကတော့ဒီတစ်ပတ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်နော်ကျွန်တော်ဘာဖြစ်လို့မယုံကွက်တွေမထုတ်ပေးလဲဆိုရင်ကျွန်တော်ကိုမရအောင်ပဲနော်ကြာတာပေးတောက်ကြမှာကျွန်တော်အကြိုက်ဆုံးကွက်တွေတင်ပေးမှာမှလို့ကျွန်တော်ကိုမရအောင်ပဲလာရောက်ဆက်သက်ပေးပါဒီထက်ကကနေအကွက်ထဲရပဲပေးမှာနော်ကျွန်တော်ကိုမရအောင်ပဲနေတက်ရကိုမရပြောတာနော်ဒီထက်အကွက်ထဲရပဲပေးမှာမိတ်ဆွေကိုမရအောင်ပဲနော်ယုံကြည်ရကိုမရအောင်ပဲဆက်သွယ်လို့ရပြီဗျာနော်ကျွန်တော်ရဲ့ဒီအကောင့်ထဲမှာလည်းကျွန်တော်ကိုဆက်သွယ်ရမယ့်နံပါတ်ကိုလည်းကျွန်တော်ပို့ဆိုတဲ့နေရာမှာရေးထားခဲ့တယ်နော်ကဲမိတ်ဆွေကိုမရအောင်ပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒတွေလည်းတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ယူချင်တဲ့အသက်ကနေပြီးတော့မိတ်ဆွေကိုမရအားလုံးကိုဆုမကောင်းတောင်းပေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲမနက်ဖြန်မှာထပ်ပြီးတော့အစီအမီကြပါစေရကြပါစေပေါက်ကြပါစေဗျအားလုံးပဲပါရင်ပါ